လိုက်တာဟာဝဲရှိတယ်မနေ့ကနိုင်ခွဲနော်ဝေးနဲ့အင်္ဂလန်အဲ့ဆိုတော့အာဂျင်တီးနားဒီချိန်မှာကမန်ကြည့်အောင်ဘာ6နိုင်ခွဲဟာအေးရတော့မလားကွာ2နိုင်ခွဲနဲ့ကန်မယ်နော်ဝေးနဲ့အင်္ဂလန်3နိုင်ခွဲ4နိုင်မှပြီးမှာ4နိုင်နဲ့5နိုင်ကျန်သေးတယ်5နိုင်နဲ့6နိုင်ခွဲမှာမီဆီတော့ကန်မှာအာဂျင်တီးနားတော့ကန်မှာပြီးတော့6နိုင်ရနဲ့9နိုင်10နိုင်9နိုင်9နိုင်ခွဲ10နိုင်ကျော်9နိုင်10နိုင်စောစီထွက်ဖျားကြောင်တရားတော့မှာဟာအဲ့အချင်းမရှိတော့အခုကလည်းအိမ်မရတော့မယ်